ဘုံနဂါဟာခုခါမှာစစ်ကောင်စီရှင်းမှာလက်နက်ချသွားပါပြီဘုံနဂါဟာစစ်ကောင်စီလက်အောက်မှာခိုလုံသွားတဲ့အတွက်လက်နက်ချတရားလို့ဆိုရပါမယ်ဒါပေမဲ့လက်နက်ချလို့ပြောရုံနဲ့မပြည့်စုံပါဘူးသူဟာတစ္ဆဖောက်တရားလည်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပြည်သူကသူတို့ရဲ့ချွေးနှဲစာနဲ့စုဆောင်းဝယ်ယူပေးထားတဲ့လက်နက်တွေကိုလည်းရန်သူစစ်အုပ်စုရဲ့လက်ထဲပေးအပ်လိုက်တဲ့အတွက်သူဟာတစ္ဆဖောက်တရားလည်းဖြစ်ပါတယ်ဒါကြောင့်သူ့ကိုလက်နက်ချတစ္ဆဖောက်လို့ခေါ်မှပြည့်စုံတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်မှာပါဒီနေ့နေကင်းပိုင်းကလေးကတစ်တရာရွာမှာစစ်ကောင်စီရဲ့တပ်ဖွဲ့အယောက်90လောက်ပါတဲ့စစ်ကြောင်းဝင်ရောက်လာတဲ့တဲ့ရင်ကို TN Media ကတင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီစစ်ကြောင်းဟာတော်လန်ရေးအဖွဲ့တွေရဲ့နောက်ကျောကနေတိုက်ခိုက်ဖို့ရောက်လာတာလားဆိုတော့တွေးဆချက်ရှိခဲ့ပါတယ်ရှင်းရှင်းလင်းလင်းမသိခဲ့ရသေးပါဘူးဒါပေမဲ့တိတ်မကြခင်မှာပဲစစ်အုပ်စုကရဟတ်ရင်နဲ့အဲ့ဒီနေရာကိုဆင်းလာပါတယ်စစ်အုပ်စုလက်အောက်ခိုလုံမဲ့လူကိုလာရောက်ခေါ်ဆောင်တယ်လို့သတင်းရပါတယ်ဘုံနဂါဖြစ်နိုင်တယ်လို့ပြောဆိုတာမျိုးတွေးဆတာမျိုးရှိပေမဲ့အထောက်ထားမခိုင်လုံသေးလို့သတင်းမထုတ်ပြန်ခဲ့ပါဘူးအခုတော့စေအုပ်စုဘက်ကနေပြီးတော့သတင်းထုတ်ပြန်လာပါပြီဘုံနဂါလက်နက်ချအညံ့ခံလိုက်ပြီဆိုတဲ့သတင်းမှာဒီတော့ theory တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့တော်လိုင်းရေးအဖွဲ့ချင်းချင်းတိုက်ခိုက်ကြလို့စေအုပ်စုကဂျားကနေဝင်ပြီးတော့အမျက်ထုတ်သွားတာမဟုတ်ဘူးငကိုကလေးကသူတို့ထည့်ထားတဲ့တရှို့ကိုပြန်ခေါ်သွားတာဆိုတဲ့ theory ပါအဲ့ဒါလိုပြောရတဲ့တပြိုင်တည်းမှာပဲဘုံနဂါကိုတိုက်တာမှန်တယ်ဆိုပြီးတော့ဝမ်းသာအားရလက်ခမောင်းခတ်ကြတဲ့သူတွေရှိပါတယ်ဘုံနဂါတစ္ဆာဖောက်တယ်လက်နက်ချတယ်ဆိုတဲ့အချက်ဟာသတင်းအမှန်ပါဒါပေမဲ့အဲ့ဒီသတင်းမှန်တဲ့အတွက်တော်လိုင်းရေးအဖွဲ့တစ်ဖွဲ့ကိုတိုက်ခိုက်စီးနှင်းတဲ့လုပ်ရဟာမှန်တယ်ဆိုတဲ့အဓိပ္ပာယ်မတက်ရောက်ပါဘူးတော်လိုင်းရေးအဖွဲ့တစ်ဖွဲ့ကိုစီးနှင်းတိုက်ခိုက်ဖိအားပေးတဲ့လုပ်ရကတော့မှားမြင်မှားနေပါသေးတယ်ပို့ပြီးတော့တောင်မှအန်ဒီရဲ့ကြီးသွားတယ်လို့ဆိုနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ local အဖွဲ့တွေကိုစီးနှင်းတိုက်ခိုက်တာဟာမှန်တယ်လို့တရားထူထောင်ပြီးတော့နောက်မှအလားတူတိုက်ခိုက်မှုမျိုးရှေ့တိုးလှုပ်ဆောင်လာနိုင်တဲ့အန်ဒီရဲ့ရှိလာလို့ပါအခုဖြစ်စဉ်တွေကိုပြန်ပြီးတော့သုံးသပ်ကြည့်လို့ရှိရင်အခုလိုဖြစ်ရတာရဲ့အကြောင်းရင်းအချက်နှစ်ချက်ပါဝင်ပါတယ်ပထမတစ်ချက်ကတော့ဘုံနဂါကိုယ်တိုင်ကစိတ်သက်ခိုင်မာတဲ့တော်လှန်ရေးသမားတယောက်မဟုတ်လို့ပါဒုတိယအကြောင်းကတော့ NUG လက်အောက်ခံတိုက်ရင်တွေကဖိအားပေးတိုက်ခိုက်မှုကြောင့်ပါ NUG လက်အောက်ခံတိုက်ရင်တွေရဲ့ဖိအားပေးတိုက်ခိုက်မှုတွေကြောင့်ဘုံမျက်လုံးဟာ NUG တပ်တွေအောက်ကိုဒီကနေ့ပဲလူအယောက်30နဲ့အတူလက်နက်ချဝင်ရောက်သွားခဲ့ပါတယ်အဲ့ဒီနောက်ဗိုလ်တောင်းညုံနဲ့သူ့ဘရာဇာတို့လည်းတင်းမခံနိုင်ကြတော့ပဲ NUG တပ်တွေအောက်ကိုလက်နက်ချခိုလုံသွားခဲ့ပါတယ်အဲ့ဒါလိုအခြေအနေအောက်မှာဘုံနဂါဟာ NUG ရဲ့ဖမ်းခံရတော့မဲ့အခြေအနေတစ်ခုကိုမလွဲမရှောင်သာကြောက်ရောက်သွားခဲ့ပါတယ်အဲ့ဒါလိုကြောက်ရောက်သွားတော့ဘုံနဂါဟာသူ့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ပူပန်လာပါတယ် NUG ဖမ်းခံရရင်သူလည်းအသက်ခံရတော့မယ်လို့တွေးလာပါလိမ့်မယ်ဒါဟာဖြစ်လက်ဖြစ်နိုင်တဲ့အနေအထားပါအဲ့ဒါလိုအနေထားအဲ့ဒါလိုအခြေအနေကိုကြုံရတဲ့အခါမှာသူဟာ NUG အောက်မှာဖမ်းခံရပြီးတော့အသက်ခံရတာထက်စားလို့ရှိရင်စေအုပ်စုလက်အောက်ခိုလုံလက်နက်ချတော့မယ်လို့ဆုံးဖြတ်သွားပုံရပါတယ်တော်လိုင်းသမားတယောက်အနေနဲ့အကြက်တဲကြီးမားတဲ့အခြေအနေအောက်ကိုတခါတလေမှကြာရောက်တတ်ပါတယ်အဲ့ဒါလိုအခြေအနေမျိုးအောက်ကိုတော်လိုင်းသမားတယောက်ကြာရောက်သွားပြီဆိုလို့ရှိရင်ကောင်းမွန်တဲ့ရွေးချယ်စရာတိတ်မရှိတော့ပါဘူးအဲ့ဒါလိုအခြေအနေမျိုးအောက်မှာတော်လိုင်းသမားတယောက်ကြာရောက်သွားခဲ့ရင်တော်လိုင်းသမားတယောက်ပြီးဂုံတိတ်ခါပြောင်မြောက်စွာနဲ့အသေးခံသွားမလားဒါမှမဟုတ်ရင်တစ္ဆပေါက်တယောက်အနေနဲ့ရုံညံ့စွာဆက်လက်အသက်ရှင်မဲ့လမ်းကြောင်းကိုရွေးမလားဆိုတော့လမ်းကြောင်းနှစ်ခုနဲ့တစ်ခုခုကိုပဲရွေးချယ်ရတော့မဲ့အခြေအနေမျိုးရောက်သွားပါတယ်အဲ့ဒါလိုအခြေအနေမျိုးကိုရင်ဆိုင်ရတဲ့အခါမှာဘိုးနဂါဟာတစ္ဆပေါက်တယောက်အနေနဲ့အရှက်မဲ့ရုံညံ့စွာဆက်လက်ရှင်သန်မှုကိုရွေးချယ်သွားတာဖြစ်ပါတယ်ဒါပေမဲ့ဘုံနဂါတစ္ဆာဖောက်အညံ့ခံသွားတဲ့အတွက်ဘုံနဂါအဖွဲ့ကိုတိုက်တာတော်လိုင်းရေးအဖွဲ့ချင်းချင်းတိုက်တာမှန်တယ်လို့သဘောတရားထူထောင်လာတာကိုတော့ပြင်းပြင်းထန်ထန်ဆက်ကျင်ရပါလိမ့်မယ်ဖေဖော်ဝါရီလ18ရက်နေ့က NUG လက်အောက်ခံတိုက်ရင်တွေကတိုက်ခိုက်သွားတာဟာဘုံနဂါတစ်ဖွဲ့တည်းကိုသာမဟုတ်ပါဘူး GZA လို့ခေါ်တဲ့ဂျန်စီလူငယ်မျိုးဆက်တပ်တော်ကိုလည်းတိုက်ခိုက်သွားခဲ့ပါသေးတယ်အဲ့ဒါလိုအတိုက်ခိုက်ခံရတဲ့ GZA ဟာမကြာခင်တုန်းကဖွဲ့စည်းလိုက်တဲ့ SRA ຫນွေဥတော်လိုင်းရေးမဟာမိတ်တပ်ပေါင်းစုထဲမှာပါဝင်ပါတယ်ဒါကြောင့်မနေ့ကတိုက်ခိုက်မှုဟာဘုံနဂါကိုသာတိုက်ခိုက်တာမဟုတ်ဘဲ SRA တပ်ပေါင်းစုအဖွဲ့ဝင်တစ်ဖွဲ့ကိုတိုက်ခိုက်လိုက်တာလည်းဖြစ်ပါတယ်ဘုံနဂါအဖွဲ့ကိုတိုက်ခိုက်တာဟာတော်လိုင်းရေးအဖွဲ့ချင်းချင်းစစ်ခင်းတာမဟုတ်ပဲအပြစ်ရှိသူတရက်ခံကိုဖမ်းဆီးဖို့လုပ်တာလို့ NUG ဘက်ကအကြောင်းပြပါတယ်ဒါဆိုလို့ရှိရင် GZA ကိုတိုက်တာကရောဘာကြောင့်လဲဆိုတာမေးစရာဖြစ်လာပြန်ပါတယ်မတိုက်ခိုက်ခင်မှာ SRA နဲ့ဆက်ဆံရေးကိုလုံးဝထည့်သွင်းမစဉ်းစားခဲ့ဘူးလားဆိုတာမေးစရာရှိပါတယ် SRA အဖွဲ့ဝင်တော်လိုင်းရေး
အဖွဲတစ်ဖွဲကိုတိုက်ခတ်ရင် SRA နဲ့ဆက်ဆံရေးဟာလည်းအနေနဲ့အများဆိုလို့ထိခိုက်မှုရှိမှာပါဒီနေရာမှာ GZA ကိုဘယ်လိုတိုက်ခတ်ခဲ့တယ်လဲဆိုတာကိုပြန်ပြောပြချင်ပါတယ် GZA ကနေပြီးတော့ SRA ကိုလျှို့ဝှက်တိုင်ကြားထားတဲ့စာမှာအဲ့ဒါကိုဖော်ပြထားပါတယ်အဲ့ဒီစာကိုမူရင်းအတိုင်းဖတ်ပြပါမယ်တို့လေးစားရပါတော့ຫນွေဦးတော်လန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အနီရောင်အဆင့်အခြေအနေအားမဟာမိတ်များထံတင်ပြလော2026ခုနှစ်ဖေဖော်ဝါရီလ18ရက်မနေ့6:40မိနစ်ကျွန်တော်တို့ဂျန်စီလူငယ်မျိုးဆက်တက်တော် GZAE စခန်းများအနက်မှာတခုဖြစ်သောရမပင်ခရိုင်ပလဲမြို့နယ်ကွက်လက်နေရာတွင်ရဲဘော်အများစုအိတ်နေခြင်းပောက်ကွဲတံကြီးတစ်ခုကြားမိခဲ့ပါသည်ထို့ချိန်မနက်စာထမင်းချက်နေသောစစ်မေများမှ drone ဟုသတိပေးခဲ့သဖြင့်ကရုတ်ကျင်းအတွင်းသို့တိတ်ဆောင်ခဲ့ပြီးနောက်10မိနစ်အတွင်း drone များဖြင့်ဘုံသီး9လုံးထပ်မံကျဲခံခဲ့ရပါသည်တစ်ချိန်တည်းတွင်စကန်ဤအနောက်ဘက်ခြမ်းမှလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်မိမိတို့ဘက်မှထို့သို့ပစ်ခတ်နေသောလက်နက်ကင်များမှာ NUG MOD ၏အမိတ်စီးဆင်းမှုအောက်တွင်ရှိသောလက်နက်ကင်အင်အားများဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါသည်တောင်မချမ်းမှာလည်းကျွန်ုပ်တို့စကန်အား60မမနှင့်40မမများကိုအသုံးပြု၍အချက်20ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်ထို့နောက်ဘုံသီး9လုံးဖြင့်ထပ်မံတိုက်ခိုက်ခံခဲ့ရပါသည်ခံမှန်းချေ3မိနစ်အကြာငကြင်းမီ8လက်ခန့်ပစ်ခတ်မှုကိုခံခဲ့ရပါသည်ထိုချိန်တွင်ကျွန်ုပ်တို့စကန်အားဝိုင်းထားသောလက်နက်ကင်အင်အားအရေးအတွက်မှာ200ကျော်300ကျော်အထိတိုးပွားလာပြီးစကန်ကိုပတ်ပတ်လည်ဝိုင်း၍အတင်းဝင်ရောက်တိုက်ခိုက်သောကြောင့်ဘေးလွတ်ရာသို့ဆုတ်ခွာခဲ့ရပါသည်ဆုတ်ခွာနေစဉ်အတွင်းမှာလည်းအနီးနားရွာများထိတိုင်လိုက်လံပစ်ခတ်ခြင်းကိုခံခဲ့ရပါသည်ထိုချိန်မြင်တွေ့ခဲ့ရသောမြင်ကွင်းယမန်နေ့ညမှရရှိထားသောသတင်းများအပြင်ယနေ့ပြည်သူများမှတဆင့်ပြန်လည်သိရှိရသောသတင်းများအရကျွန်ုပ်တို့တော်လှန်ရေးသွေးသားများကိုဤသို့ကိုချင်းဆန္ဒမှုမဲ့စွာတိုက်ခိုက်ခြင်းကိုကျူးလွန်ခဲ့သည်မှာ NUG MOD လက်အောက်ခံအင်အားစုများဖြစ်ကြောင်းထပ်လောင်းအတည်ပြုနိုင်ခဲ့ရသဖြင့်များစွာအံ့အားသင့်ခဲ့ရသလိုများစွာလည်းစိတ်မကောင်းဖြစ်မိပါသည်ဒါဟာစာအပြည့်စုံပါဒီစာမှာသတိထားစရာအချက်တစ်ချက်လဲပါဝင်ပါတယ်စာထဲမှာပြောထားတဲ့အချိန်ကမနေ့6:40မိနစ်40အချိန်ဖြစ်ပါတယ်ဘုံနဂါးကိုတိုက်တာကမနေ့9:00ခွဲလောက်လို့ဆိုထားတော့GZAကိုတိုက်တဲ့အချိန်ဟာဘုံနဂါးကိုတိုက်တာထက်တောင်မှ45မိနစ်လောက်စောနေတယ်လို့ဖြစ်နေပါတယ်အခုဘုံနဂါးလက်နက်ချတစ္ဆာဖောက်သွားပါပြီတော်လိုင်းစိတ်ဓာတ်မခိုင်မာတဲ့လူတစ်ယောက်လက်နက်ချတစ္ဆာဖောက်သွားတာဟာဝမ်းနည်းစရာမဟုတ်ပါဘူးဒါပေမဲ့တော်လိုင်းအဖွဲ့အချင်းချင်းလက်နက်ကင်တိုက်ခိုက်တဲ့အစင်လာတစ်ခုအောင်မြင်ဖြစ်ထွန်းသွားတာကတော့ဝမ်းနည်းစရာနဲ့နောင်ကာလအတွက်လည်းစိတ်ပြည့်စရာပူပန်စရာဖြစ်ပါတယ်ဒါအပြင်ကာလရှည်ကြာတီထောင်ထားတဲ့တော်လိုင်းအဖွဲ့တစ်ဖွဲ့ဟာရုတ်တရက်နဲ့လုံးဝပျက်စီးချုပ်ငြိမ်းသွားရတာကလည်းစိတ်မကောင်းစရာဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်ဘုံနဂါးကိုဆုံးရှုံးရတာစိတ်မကောင်းစရာမဟုတ်ပါဘူး BNRA ပျက်စီးသွားတာကတော့စိတ်မကောင်းစရာဖြစ်ပါတယ်